ဒီအကြောင်းရင်းကြောင့်မန်ယူကနေထွက်ခွာဖို့ဆိုတာအချိန်အများကြီးလိုပါသေးတယ်လို့ပြောလာခဲ့တဲ့အီမိုရင်ပရိသတ်များလုံးပဲမင်္ဂလာပါဗျာဟန်လမြန်မာစပေါ့ရဲ့ Facebook Page နဲ့ YouTube Channel ကနေပြန်လည်ကြိုလိုက်ပါတယ်မန်ယူနီးပြအီမိုရင်ကတော့ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလာမယ့်ရာသီမှာသာအခုလိုမျိုးအခြေအနေဆိုးနေခဲ့မယ်ဆိုရင်သူ့ကိုအသင်းကထုတ်ဆရာမလို့ဘူးသူကနေသူအလိုက်အသီးနဲ့အသင်းကနေထွက်သွားပေးမယ်လို့ထုတ်ဖော်ပြောကြားခဲ့ပြီးမကြာခင်မှာပဲသူ့အနေနဲ့မန်ယူအသင်းကနေထွက်သွားဆရာမလို့တော့တဲ့အနေအထားမျိုးကိုပိုင်ဆိုင်ထားနိုင်ခဲ့ပြီဖြစ်ကြောင်းထပ်မံပြောကြားလာခဲ့ပြန်ပါတယ်ဒီစကားကြောင့်အီမိုရီယာရက်ဂလေတိုရဲ့ထောက်ခံမှုကိုရရှိထားတယ်ဆိုတဲ့ထင်ကြေးပေးမှုတွေကလည်းတစားတစားပုံမခိုင်မာလာခဲ့ပါတယ်။ဘာလဲဆိုတော့ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကဒီအကြောင်းနဲ့ပတ်သက်လို့သတင်းတစ်ပုဒ်ထွက်ပေါ်လာခဲ့ပူပါတယ်။တကယ်လို့ဒီနေ့ဘောလုံးရာသီမှာမန်ယူအသင်းကယူပါလီဖလားကိုအရမြူနိုင်ခဲ့ဘူးဆိုရင်တော့ရက်ဂလေတိုကအီမိုရီကိုထုတ်ပယ်သွားမှာမဟုတ်ပဲလာမယ့်ရာသီကျရင်အသင်းမှာဆက်လက်ထားရှိသွားမယ်ဆိုတဲ့သတင်းတစ်ပုဒ်ပြီးခဲ့တဲ့ရက်ပိုင်းကထွက်ပေါ်လာခဲ့ပါတယ်။ဒါကြောင့်ပရိသတ်တွေထင်ကြေးပေးနေကြသလိုအီမိုရင်ကရက်ဂလေတိုရဲ့ထောက်ခံမှုကိုရရှိထားတဲ့ဆိုတဲ့စကားကလည်းမှန်ကန်တယ်လို့ပဲဆိုရမှာပါ။ဒါပေမဲ့အီမိုရင်ကတော့သူ့အနေနဲ့အသင်းမှာဆက်ရှိမယ်လို့ပြောရတာဟာရက်ဂလီတို့ရဲ့ထောက်ခံချက်ကိုရရှိထားတာကြောင့်မဟုတ်ပဲခြားသောအကြောင်းရင်းတစ်ခုဖြစ်ကြောင်းပြောဆိုလာခဲ့ပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီးအီမိုရင်ကဒီကလပ်မှာဖြစ်ပျက်နေတဲ့ကိစ္စတွေအားလုံးကိုကျွန်တော်အနေနဲ့အတွင်းကျကျနားလည်သဘောပေါက်ထားခဲ့ပြီးပါပြီ။နောက်ပြီးဒါတွေကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကိုလည်းကျွန်တော်ကောင်းကောင်းသိထားပြီးပါပြီ။ဒါကြောင့် United ကနေအဝေးကိုထွက်ခွာဖို့ဆိုတာကျွန်တော်အတွက်ကတော့အချိန်တွေအများကြီးကြာအောင်ပါဆိုပြီးတော့ပြောဆိုလာခဲ့တာဖြစ်ပါတယ်။မန်ယူပရိသတ်တွေနဲ့ကစားမဟောင်းတွေတော်တော်များများကအီမိုရင်ဟာမန်ယူအတွက် right person တယောက်ဖြစ်တယ်လို့ယုံကြည်လက်ခံထားကြပါတယ်။ပရိသတ်တွေကရောဘယ်လိုများမြင်မိကြပါသလဲ။